Okay စမယ်ကိုဟာရီလိုမင်းနာမရောက်ဖြစ်ရင်ကိုဟာရီပဲဝေးလွင်သွားစေခြင်းကိုဟာရီလိုမင်းနာမရောက်ဖြစ်ရင်ရှင်ခုန်တမ်းမြငိမ့်အေးသွားစေခြင်းကိုရင်ခုန်သူရေကိုအနာလေးမှာဘာကြောင့်များမနေပြီးရနိုင်လဲကိုဘာတွေများလိုအပ်ချက်မပြေလို့လဲလိုအင်ဆန္ဒများလေးရှိရင်ပြောပါဒီဘဝဒီများလေးပဲရှိရင်နောက်ဘဝများထပ်တွေ့ခွင့်ကိုပေးနာကျင်စရာများမသိထားတဲ့ချစ်ရဲ့မချစ်တော့ရင်တော့မုန်းသွားဖို့မျှော်လင့်နေဝေးရလေးချီခွေလေးတော့ပေးပါမင်းပြောရွှင်နေရင်ငါဘဝပြေဆုံးပြီဘယ်တော့မှလူရာကုန်ပြေးတဲ့အခါဒီတခါလဲဆုံးရှုံးရပြန်ပြီကိုဟာတကယ်လို့မင်းနာမရောက်ဖြစ်ရင်ကိုဟာတကယ်ပဲဝေးလွင်သွားစေခြင်းကိုဟာတကယ်လို့မင်းနာမရောက်ဖြစ်ရင်ရှင်ခုန်တမ်းမြငိမ့်အေးသွားစေခြင်းကိုရေခုန်သူရေကိုနာလေးမှာဘာကြောင့်များမနေပြီးရနိုင်လဲကိုဘာတွေများလိုအပ်ချက်ပြေလို့လဲလူအစံရများလေးရှိရင်ပြောပါမင်းတန်လေးကိုတင်းထားတယ်ကြရှင်သားထောင်ရင်းနဲ့ကမောသွားတယ်စီစစ်အုပ်ဆံမပေါ်များတယ်ဘာမို့လဲငါတို့ညတဲ့ကောင်နဲ့တွေ့ရင်မင်းကိုလူပြောများမယ်ဒါပထမစုံသားတွေချစ်ကလေးရလောကနီးယာမတွေငါအခုလေးတင်ပေးပါကိုဘဝကလူတွေမြင်ထင်သေးစားမှုအတင်းဝင်လာဖို့အတွက်မင်းဝင်လေးလာဒီတစ်ချင်းကိုမစိုးပြတော့ဘူးတွေ့ထားတာရင်လိုပဲပြန်ခေါ်တာချက်နဲ့ကိုပေးနာပါအဲဒီစိတ်ကလေးနဲ့မင်းကိုပြေးလာရှာအိမ်မကနိုးတော့မှကိုတို့တကယ်ဝေးသွားတာဒါမှဖြစ်တယ်မှုလို့ထင်ပါရရှုံးကြီးပုံမီလေးပြီးစတော့မှလုံးလုံးဒီမင်းတတိနေကြကိုပြုံးမိရဆင်ပြေပါစေချစ်ကလေးကိုတကယ်လို့မင်းနာမရောက်ဖြစ်ရင်ကိုဟာတကယ်ပဲဝေးလွင်သွားစေခြင်းကိုဟာတကယ်လို့မင်းနာမရောက်ဖြစ်ရင်ရေခုန်တမ်းမြငိမ့်အေးသွားစေခြင်းကိုရေခုန်သူရေကိုအနာလေးမှာဘာကြောင့်များမနေပေးရနိုင်လဲကိုဘာတွေများလိုအပ်ချက်မပြေလို့လဲလူအင်ဆန္ဒများလေးရှိရင်ပြောပါဆန္ဒမပြောလ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 ာ Okay